Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့တောက်ကြနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ digital business က group like ရှိတယ်ပေါ့နော်ဒါပေမဲ့တချို့တငယ်ချင်းလုပ်ငန်းရှင်တွေကမိမလာတာလည်းရှိတယ်အလုံးမအားတာလည်းရှိတယ်ပြီးတော့ကလေးနေမကောင်းဘူးပေါ့နော်ကျမကြီးအရာကလေးတွေနေမကောင်းတဲ့အတွက်ကြောင့်မို့လို့မပါဝင်နိုင်ကြတဲ့သူတွေလည်းရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့အခုတော့ကျမတို့မောင်နှမနှစ်ယောက်ပဲဒီ like group မှာအာ like အစီအစဉ်ပေါ့နော်လုပ်ငန်းအကြောင်းနဲ့ပတ်သက်တာတွေဆွေးနွေးသွားမယ်မျှဝေပေးမှာဖြစ်ပါတယ်လို့ဒီအစီအစဉ်မှာကတော့ဘာတွေကိုကျမတို့ပြောမလဲဆိုရင် digital business လုပ်ငန်းကိုဘာအချက်ကိုကြိုက်ပြီးတော့လုပ်နေကြတာလဲဆိုတဲ့အကြောင်းလေးဖြစ်တယ်ပေါ့နော်မောင်လေးကိုလွင်ကကိုရီးယားနိုင်ငံမှာနေထိုင်တဲ့ digital business လုပ်ငန်းရှင်တယောက်ဖြစ်တယ်ပေါ့နော်သူအရင်ဆုံးမျှဝေပေးမှာဖြစ်ပါတယ်လို့ Okay ပါမင်္ဂလာပါ Okay ကျွန်တော်တို့ပတ်စင်ပေါ့နော်တောက်ကြနေတိုင်း live ရှိတယ်ပေါ့နော်ဒါလေးကျမကြီးအကြောင်းဘာအကြောင်းညာအကြောင်းလည်းပေါ့နော်ဒါမျိုးကျွန်တော်တို့ရဲ့ business partner တွေကသူတို့ရဲ့အချင်းတွေရပေါ့နော်ကြံဖြစ်တာပါဒါပေမဲ့ကျွန်တော်ရှိတဲ့သူတွေနဲ့ live တော့ဖြစ်ပါတယ် Okay ကျွန်တော်မကိုလွင်မှာအရှိမရမိုးရမှာနေထိုင်ပါတယ်ဒီ full and define နဲ့ digital business ကိုလောက်ကိုင်နေပါတယ်ပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီမှာပြထားတဲ့ description မှာ file တိုင်းပေါ့နော်နောက်ဒီမှာပါလေ digital business လုပ်ငန်းကိုဘာချက်ကိုကြည့်ပြီးတော့ဝင်လောက်ကြတာလဲပေါ့နော်ဟုတ်ပါတယ်ဘယ်လုပ်ငန်းမဆိုလူတွေကဒီအချက်လက်ကိုကြည့်ကြတယ်ပေါ့နော်ဘာကြောင့် join တာလဲလို့အကြောင်းမချက်ရှိတာပေါ့အကြောင်းမချက်ကတော့အဲ့တော့ကိုအကြောင်းနဲ့ကိုပေါ့နော်ရှိကြတယ်ဒီနေ့မှာကိုရဲ့အကြောင်းမချက်နဲ့ကိုပေါ့ဒါပေမဲ့အကြောင်းမချက်ကဘယ်လောက်ထိမှန်မလဲဘယ်လောက်ထိရည်ရှင်းမလဲဘယ်လောက်ထိခိုင်မာမလဲပေါ့နော်ဆရာပါတော့ဒီ1လလား2လလားတစ်နှစ်လား2နှစ်လား10နဲ့15နှစ်လားပေါ့နော်ဒါမျိုးတွေကြည့်ကြတယ်ကိုကြောင်းပိုင်းကိုကနဲ့ကိုတော့မှန်ရတာပေါ့ဒါပေမဲ့ကိုတယောက်တည်းမှန်နေလို့မရဘူးပေါ့နော်ကိုတယောက်တည်းမှန်လို့တော့မရဘူးအများစုပေါ့နော်ပုံလက်ခံတဲ့အမှန်ရှိမှအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ကိုတယောက်တည်းမှန်တဲ့ကိစ္စတွေလည်းရှိပါတယ်ဒါပေမဲ့ business မှာကျတော့ကိုတယောက်တည်းမှန်နေလို့မရဘူးပေါ့နော် business ကကျတော့အများနဲ့ content နဲ့သွားတာဆိုတဲ့ခါကျတော့အများနဲ့ကန့်ညီမှရမယ်ပေါ့နော်ကန့်ညီမှလည်းကိုယ့်ရဲ့ business ကဟိုပြီး develop ဖြစ်လာမှာဖြစ်တယ်ပေါ့နော်ဘယ်ချက်ကိုကြက်ပြီးတော့ဝင် join ဖြစ်လာလဲဆိုတော့ဒါကျွန်တော်ပုံမှန်ပြောနေကြတယ်လို့ပဲပေါ့နော်ကျွန်တော်ရဲ့ digital business ကလောရတာခုနကအချင်းမကြီးနေရမိလို့ရတာပေါ့ one time investment ဖြစ်တာရယ်ဒီကျွန်တော်ရဲ့ပစ္စည်းတွေဒီကျွန်တော်တို့ဘယ်လိုပြောမလဲဒီတိုးထောင်ပြီးတော့ရောင်းဝယ်ဖောက်ကားခြင်းမလုပ်ရတာပေါ့နော်ဒါမျိုးပေါ့ဒီလိုသာပစ္စည်းတွေတိုးထောင်ပြီးတော့ရောင်းဝယ်ဖောက်ကားရမယ်ဆိုရင်လည်းကျွန်တော်တို့လည်းဒီ business ကို join ဖြစ်မှာမဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့ဒီမှာကျွန်တော် full time ကလည်းအလုပ်တစ်ပတ်ရှိနေတာဟုတ်ဆိုတော့ဒီလိုဒီ product တွေရှိနေမယ်ဆိုရင်ကျွန်တော်တို့လည်းမလုပ်နိုင်ဘူးလုပ်လည်းမလုပ်ဖြစ်ဘူးပေါ့နော်ဒါမျိုးပေါ့ဆိုတော့ချက်လက်တွေကတော့အများကြီးရှိပါတယ်ဒီ financial freedom တွေရောကျွန်တော်တို့ဒီဘယ်လိုပြောမလဲလောက်ခံရတာကတော့ခုနဆောနာပြောလို့အချိန်မရွေးနေရမေးလို့ရတာချက်လက်တွေကတော့အများကြီးရှိတယ်အဓိကတော့ဒီ phone laptop internet နဲ့လောတာဆိုတော့ကျွန်တော်လူငယ်တွေနဲ့မစိမ့်တာပေါ့နော်ဒါလူငယ်တွေပို့ပြီးတော့ attractive ဖြစ်စေတာပေါ့ဒါမျိုးပေါ့အဲ့တော့ phone laptop internet လောတာဒါပိုင်းကိုယ်တိုင်ကလည်းဒီ phone laptop internet ကဒီ business ကိုလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေကိုကသုံးနေရမှာဖြစ်တဲ့အတွက်ဒါဆိုတော့ငါ business ပေါင်းထည့်လိုက်တယ်ဆိုရင်တော့ပိုကောင်းတာပဲပေါ့နော်ဒါပိုပန်းမကြည့်တော့ဘူးပေါ့နော်ပြောနေသုံးမဲ့တူ business ကိုပေါင်းထည့်မယ်ပေါင်းထည့်မယ်ဆိုတော့လည်း invest ကိုစားကြည့်တော့လည်းတစ်ချိန်မှ invest လုပ်ရမယ်ပြီးတော့လည်းဒီရှုံးတယ်လို့မခံစားရသေးဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီ product ကတော့မရောင်းရဘူးမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ product မှာတော့ယင်းနှိမ့်မြုပ်နှံရတယ်ဒီလိုကိုကဒီ business ကိုချင်းအကြောင်းမျိုးကြောင့်ကိုယ့်ရဲ့ personal ရဘယ်လိုပဲအချိန်အကြောင်းမျိုးကြောင့်ပေါ့နော်မလုပ်ဖြစ်ဘူးဆိုတော့မှဒီ product ကိုသုံးနေခြင်းအပြင်ကိုယ်မှာ benefit ကရနေမှာပဲလေကဲလို့မင်းဒီ marketing ကိုမင်းဆင်းမနေဘူးဆိုရင်တောင်းမှပေါ့နော်ဒါဘယ်လိုနည်းနဲ့မှကျွန်တော်တို့ရှုံးရဒါကြောင့်မို့ကျွန်တော်မြေတိုင်းပြောတာကကျွန်တော်တို့မရှုံးပါဘူးဆိုတော့ဒါကိုဆိုလို့ချင်တာပေါ့ဒါကိုဆိုလို့ချင်တာဖြစ်တယ်ပေါ့နော်ဘယ်လိုအချိန်အကြောင်းမျိုးကြောင့်စိတ်ကမပြောတာပဲဖြစ်ဖြစ် idea မရှိလို့ပဲဖြစ်ဒါကိုဒီခဏတစ်လားနားတာနှစ်လားနားတယ်ဆိုရင်တောင်းမှပေါ့နော်ကိုကျွန်တော်တို့ invest လိုက်တဲ့ဒီ product မှာပဲကျွန်တော်တို့ရဒီ benefit ကခံစားမှာဖြစ်ပါတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ကအရှုံးမရှိဘူးလို့ပြောရခြင်းဖြစ်ပါတယ်ဒါလို့ကိုက marketing ဆင်းမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ income ဝင်လာမယ်ပေါ့နော်ဒါကတော့အမြတ်ပေါ့ဟုတ်တယ်မလားဒါကြောင့်ကျွန်တော်မြန်မာဘက်ကဒီ level ကတော့ stable ဖြစ်နေမယ်အဲ့ထက်ကျသွားတာတော့မရှိဘူးဒါလို့ကိုကဆက်ပြီးတော့ effort site ထဲမယ်ဆိုရင်တော့နောက် next level ရောက်မယ်ပေါ့နော်ဒါကိုဆိုတာဖြစ်ပါတယ်ပေါ့ဒါလေးပြောချင်ပါတယ်ဗျဟ
ဟုတ်ပါတယ်ခုနကကိုလွင်ပြောသလိုပဲပေါ့နော်ဒီလုပ်ငန်းဟာဆိုရင်တစ်ကြိမ်ပဲရင်းနှီးမြှုပ်နှံမှုရှိတယ်ပြီးတော့ရေရှည်လဲလုပ်လို့ရတဲ့အတွက်ကြောင့်မလို့အရှုံးလုံးဝမရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ကျမတို့ဒီလုပ်ငန်းကိုဘာဖြစ်လို့ရွေးချယ်လုပ်ကိုင်ရတာလဲဆိုရင်လူတိုင်းကပေါ့နော်အချိန်လူလမှုကိုလိုချင်ကြတယ်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုလည်းလုပ်ချင်ကြတယ်ပေါ့နော်မိမိအချိန်နဲ့မိမိလုပ်နိုင်တဲ့လုပ်ငန်းကိုလည်းရွေးချယ်ကြတယ်ပေါ့နော်ကျမဆိုရင်ကျမအကြောင်းကိုပြောမယ်ဆိုဒီလုပ်ငန်းကိုကျမပါတဲ့အချက်ကိုကြိုက်ပြီးတော့လုပ်နေရတာလဲဆိုတော့ကျမတို့လိုမျိုးပေါ့နော်အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်တာဝန်တွေကိုအိမ်မှုကိစ္စတွေကိုလုပ်နေရတယ်ပေါ့နော်တာသမီတွေကိုလည်းကြည်ရတယ်ပြီးတော့အပြင်ကိုထွက်ပြီးတော့ဝင်ငွေရှာနေရတယ်ဝင်ငွေရှာနေရတာဖြစ်တယ်ပေါ့နော်ကိုအမျိုးသားရဲ့လှုပ်စာကိုပဲအမိခွန်နေတဲ့သူလည်းမဖြစ်ချင်ဘူးပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့ကိုယ့်ရဲ့ဝင်ငွေကိုလည်းသုံးချင်တယ်ပေါ့နော်ဒါကြောင့်မလို့အတွက်မိသားစုအဆင်ပြေရေးအတွက်ကိုယ့်ရဲ့သားသမီးအတွက်ပေါ့နော်တစ်ဖက်တစ်လမ်းကနေကိုယ့်ရဲ့အမျိုးသားကိုလည်းကူညီချင်တဲ့စိတ်နဲ့ဒီနောက်တစ်ချိန်ကြိုက်ပေါ့နော်ဒီလုပ်ငန်းမှာကိုကအောင်မြင်ပြီဆိုရင်ကိုယ့်ရဲ့မိသားစုတစ်ခုလုံးလည်းအလုပ်လုပ်เสียမလို့ဘူးပေါ့နော်ဒါကြောင့်မလို့ဒီအချက်တွေကိုကြိုက်တယ်ပေါ့နော်ဒီအချက်တွေမကဘူးပေါ့နော်ဒီလုပ်ငန်းမှာဆိုရင်ကိုကအိမ်မှာနေပြီးတော့သားသမီးတွေကိုကြည့်ပြီးနဲ့လဲအတူတူလုပ်နိုင်တယ်လို့ဘယ်နေရာပဲသွားယူဆောင်ပြီးတော့သွားပြီးတော့လုပ်လို့ရတယ်ပြီးတော့ကိုကအလုပ်နေပြီမဲ့လဲပေါ့နော်ဒီလုပ်ငန်းကိုတွဲပြီးတော့လုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဘယ်နေရာမှာပဲကိုကရှိနေပြီစီပေါ့နော်နိုင်ငံတကာတရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်တယ်ပြီးတော့ကိုကဘယ်နေရာမှာပဲရှိနေပြီစီပေါ့နော်ဒီလုပ်ငန်းကိုလုပ်ဖို့အတွက်ဖုန်းရှိမယ် internet ရှိမယ်ဆိုရင်ကိုတွဲပြီးတော့လုပ်နိုင်တာဖြစ်တယ်ပေါ့နော်တခြားအလုပ်တွေကိုကလုပ်နေမယ်တခြားစီးပွားရေးတွေကိုကလုပ်နေမယ်ဆိုရင်ကိုသားသမီးတွေကိုလည်းအချိန်ပေးနိုင်တယ်ပြီးတော့အိမ်မှုကိစ္စတွေကလည်းလုပ်နိုင်တယ်ဒီစီးပွားရေးကိုလည်းကိုကတွဲလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်မကအရင်ကြိုက်တယ်ပြီးတော့လည်းပဲပေါ့နော်အတွေ့အကြုံမရှိဘဲနဲ့လည်းလုပ်နိုင်တယ်ဘာဖြစ်လဲဆိုတော့သူကတင်တန်းတွေပေးထားတယ်ပေါ့နော်ဒီစီးပွားရေးကိုကလုပ်နိုင်ဖို့အတွက်တင်တန်းပေးထားတယ်နီးပညာကောင်းလည်းရှိတယ်ပြီးတော့အောင်မြင်ပြီးသားလုပ်ငန်းရှင်လုပ်ဒီလုပ်ငန်းကိုလုပ်နေတဲ့သူတွေပေါ့နော်သူတို့ရဲ့နီးပညာတွေကိုမျှဝေပေးတဲ့အတွက်ကြောင့်မို့ကိုကအဲ့ဒီမှာတင်ပြီးတော့ကိုယ့်ရဲ့စီးပွားရေးကိုလုပ်ယူလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့လည်းပဲဒီလုပ်ငန်းကိုအတွေ့အကြုံမရှိဘဲလုပ်နိုင်ကြတာဖြစ်တယ်ပြီးတော့အဓိကအကြောင်းရင်းကတော့ဈေးမရောင်းရဘဲနဲ့အလုပ်ရဲ့အခွင့်အလမ်းကိုပဲကြော်ညာပြီးတော့ကျွမ်းလာတဲ့လုပ်ငန်းကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့သူတွေကိုကိုကကူညီပေးရတဲ့အတွက်ကြောင့်မို့လို့ပဲဒီလုပ်ငန်းကိုကျွန်မကအရင်ကြိုက်တယ်ပေါ့နော်ဈေးရောင်းရမယ်ဆိုရင်ပစ္စည်းတွေကလည်းဝယ်ရမယ် product တွေဝယ်ရမယ်တူလောင်ထားရမယ်အလုပ်ရှုပ်မယ်အဲ့ဒါတွေကိုကျွန်မကမလုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒီစီးပွားရေးကိုကျွန်မလေ့လာတဲ့အခါမှာပေါ့နော်ကြိုက်တဲ့အချက်တွေအများကြီးရှိတယ်ကျွန်မအတွက်ပေါ့နော်ကျွန်မသားသမီးတွေနဲ့လည်းအတူနေနိုင်ပြီးတော့လုပ်လို့ရတယ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုကလည်းတစ်ချိန်ပဲရှိပြီးရေရှည်လည်းလုပ်လို့ရတယ်ပြီးတော့အောင်မြင်ပြီးတော့ပြီးပြီဆိုရင်လည်းပဲပေါ့နော်ပင်စီလာဇာဒေါ်လာ9000ကနေစပ်ပေးတာဖြစ်တယ်ကိုကစူးစမ်းပြီးအောင်မြော်လုပ်နိုင်ဖို့အတွက်ပဲလိုအပ်တယ်နောက်ပြီးတော့ကိုကအသက်ကြီးလာလို့ကိုကမလုပ်နိုင်တော့ဘူးဆိုရင်ကိုယ့်ရဲ့မိသားစုဖြစ်တဲ့ကိုယ့်ရဲ့အမျိုးသားဖြစ်စေကိုယ့်ရဲ့အမျိုးသားဖြစ်စေပေါ့နော်ကိုယ့်ရဲ့သားသမီးဖြစ်စေပေါ့နော်ကိုယ့်ရဲ့မောင်နှမတွေဖြစ်စေအသက်16နှစ်ပြည့်ပြီးသူတွေကိုပေါ့နော်နာမည်လွဲပြောင်းပြီးတော့ကိုယ့်ရဲ့business ကိုမွေဖြစ်ပြန်ပြီးတော့လွဲပြောင်းပေးနိုင်တဲ့အတွက်ကြောင့်မို့လို့လည်းပဲအရန်ကိုကြိုက်တယ်ပေါ့နော်ဒီလုပ်ငန်းမှာပြီးတော့ကိုကအသက်ကြီးလာတဲ့အထိသူများလို့ကိုကမလုပ်ချင်ဘူးကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုနဲ့ဝင်ငွေရှိချင်တယ်ပေါ့နော်ကိုအသက်ကြီးလာတဲ့အခါမှာကိုလုံးမလုံးနိုင်တော့တဲ့အခါမှာပုံမှန်ဝင်ငွေလည်းရှိချင်တယ်အမိအခိုကင်းနဲ့လည်းနေချင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချက်တွေအများကြီးပါတဲ့အတွက်ကြောင့်မလို့လုပ်နေတာဖြစ်တယ်ပေါ့နော် online စီးပွားရေးလုပ်ငန်းတွေအများကြီးရှိတယ်ပေါ့နော်ဈေးရောင်းရတာတွေရောမြန်ရတာတွေရောအများကြီးရှိပါတယ်ဒါပေမဲ့ကိုနဲ့မကိုက်ညီတဲ့အရာတွေရှိတယ်ပေါ့နော်ကိုနဲ့မကိုက်တဲ့အတွက်ကြောင့်မလို့မလုပ်တာဖြစ်တယ်ပေါ့နော်ဒီလုပ်ငန်းကတော့လေ့လာလိုက်တဲ့အခါမှာကြိုက်တဲ့အချက်တွေကအများကြီးရှိတယ်ဒါကြောင့်မလို့ကျွန်မကဒီလုပ်ငန်းကိုလုပ်နေရချင်းဖြစ်တယ်ပေါ့နော်ကျွန်မဒီလုပ်ငန်းကိုအောင်မြင်လုပ်ဖို့ကျွန်မကတော့စိတ်ဆုံးဖြတ်ထားတယ်ပေါ့နော်အခုလေ့လာနေတဲ့မိတ်ဆွေတွေအားလုံးကိုလည်းကျွန်မကအကြံပေးချင်တယ်ဒီလုပ်ငန်းမှာကလေ့လာခွင့်အပြည့်အဝပေးထားတဲ့အတွက်ကြောင့်မလို့အရင်ဆုံးပေါ့နော်ဝင်ရောက်လေ့လာစီချင်တယ်ပြီးတော့ကိုနဲ့ကညီမှုရှိ
ကိုကြိုက်မကြိုက်ပေါ့နော်အရင်ဆုံးဝင်ရောက်လေ့လာပြီးမှလုပ်ဖို့ကျွန်မကအကြံပေးချင်တယ်ပေါ့နော်ဘယ်သူတူတယောက်မှလည်းထိခိုက်စေတဲ့လုပ်ငန်းလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့အယောင်ကိုကောင်းတဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်မတို့ဒီမှာအားလုံးပေါ့နော်လေ့လာနေတဲ့မိတ်ဆွေတွေကိုလာပြီးတော့မျှဝေပေးနေတာဖြစ်တယ်ပေါ့နော်အမောင်လေးကိုလွင်ကတော့ဗာဒီပြောချင်သေးလဲလို့ဟုတ်ကဲ့ပါအချက်လက်ကတော့ပြောမလဲရေနော်ပထမဆုံးစ join တော့ကတော့ဒီပစ္စည်းတွေမရောင်းရတာကိုကမျိုးသားဖြစ်တာရပေါ့နော်အဲ့ပိုင်းမှာလည်းကိုကဝါသနာလည်းမပါဘူးပေါ့ဝါသနာမပါတော့ပစ္စည်းတွေမရောင်းအောင်ဆိုတော့ဒီချက်ကတော့ဒါကြောင့်ပထမပြောမလဲ level 1အောင်သွားတာပေါ့နော်ဒါဆိုတော့စိုးပေါ့အားလို့ရတယ်ပေါ့နောက်တစ်ခါထပ်ကြည့်တော့ one time investment ပေါ့နော်စင်ပြီးစင်သွားကြည့်ရပေါ့လို့ချိန်မွေးနေရမျိုးလို့ရတာ one time investment ရှိတာဒါမျိုးတွေပေါ့နော်သူတို့ပြင်စင်နေဒေါ်လာ9000ပြင်စင်ပြတာဆိုတော့ဒါဆိုတော့ဒီ business ကတော့ join တင်တယ်ပေါ့နော်ရှေ့စတော့လေ့လာတာပေါ့ဒါမျိုးတရားဝင်ဟုတ်လားတို့သူများနေကိုထိခိုက်နေတာမျိုးရှိလားတို့ပေါ့နော်ဒါမျိုးတစ်ဆက်လေ့လာတဲ့ခါကျတော့ဒါမျိုးတွေလည်းမရှိတဲ့ခါကျတော့ join ဖြစ်ခဲ့တာပေါ့နော်ဒါတော့ဒီ business ကို join ခဲ့တဲ့ဘယ်သူမှဆိုဒီချက်တွေပေါ်မှာအခြေခံကြတယ်ပေါ့ဒါပေမဲ့join လာရင်လည်းပို့ပြီးတော့ကြိုက်လာတာပေါ့နော်စားကြည့်ရင်လည်းပို့ပြီးတော့နှစ်သက်လာတယ်လို့ပြောမှာပေါ့ကျွန်တော်တို့ကျွန်တော်တို့ဒီရာဇဝင်ဇလန်းတွေကဆိုရင်တော့ဒီဘယ်လိုလဲဖုန်းကြောင်းကိုရောက်သွားတဲ့ကျန်စစ်သားပေါ့နော်သူကရောက်သွားတဲ့ကမှတော့ဘိုက်စားတော့သူကဘယ်လိုပြောဘိုက်စားတော့သူကစားရမရှိဘူးကြောင်းမှာစားရမရှိဘူးသူအရန်ချင်တဲ့တံမြာပင်ကြီးရှိတယ်သူကတံမြာပင်နဲ့တံမြာသီးတယ်အရန်သီးတယ်သူကချင်းတော့မစားကြဘူးချင်းလာလဲမစားကျင်တော့အောင်ကိုချင်းတယ်ပေါ့နော်အဲ့တော့ကြောင်းမာနေတဲ့အမျိုးသားပေါ့နော်တက်ပြီးရခေါ်တာပေါ့နော်သူ့ကိုမေးတာပေါ့ဒါဒီမှာစားရမရှိဘူးလားပေါ့သူကျန်စစ်သားထွက်ပြေးရင်းနဲ့မေးတာပေါ့စားစရာတော့မရှိဘူးဒါပေမဲ့အရန်ကိုချင်းနေပေါ့နော်ဘယ်သူမှမစားတဲ့အရန်ကိုချင်းမှဘယ်လိုအရန်ကိုချင်းနေပေါ့နော်အရန်ကိုချင်းတဲ့တောင်းရဆိုတော့ရှိတယ်ပေါ့ဟုတ်ပြီရတယ်ရအဲ့ပင်လိုက်ပြဆိုတော့ပြရအဲ့မှာသူရဲ့လှန်ပေါ့နော်လှန်ကလည်းသူကတရားမရပေးတာကိုလှန်နဲ့ထိုးပြီးတော့သူဆွတ်စားတာပေါ့နော်အဲ့နဲ့လှန်နဲ့သူရဲ့လှန်ကတကိုးရှိတဲ့ခါကျတော့ဘယ်လိုပြောမလဲအဲ့တမ်းမြချင်းတဲ့တမ်းမြကြီးချိုသွားတာချိုတော့စားတာပေါ့နော်ချိုတယ်ပေါ့အဲ့မဲ့ခဏကပ်ပြရမယုံဘူးပေါ့နော်သူဒီဆုံးလေကျောင်းကပင်ကိုချင်းတယ်ဆိုတာကမယုံဘူးမျိုးခင်ဗျာစားကြည့်ပေါ့စားကြည့်ဆိုစားကြတော့ဟုတ်တယ်ချိုတာပေါ့အဲ့မှာသူကမောင်ကြံလို့ခေါ်တာပေါ့သူတန်းစားကိုမောင်ကြံတတို့ပေါ့နော်မောင်ကြံတတို့ပေါ့ခဏတောင်းတာပေါ့ချိုမှသိသွားတော့မောင်ကြံတတို့ဝေးပါအောင်ပေါ့ပြောချင်တာကကျွန်တော်လက်ဒီ business ကို join လိုက်မှာပေါ့နော်ကောင်းမှသိတာပေါ့ပိုပြောစရာတွေပိုများလာတယ်ကောင်းတာတွေကပိုများလာတယ်ဒါမျိုးပေါ့နော်ပိုပြီးတော့ဘယ်လိုပြောမလဲပြောစရာတွေပိုပြီးတော့ထက်တွေ့လာတယ်ပေါ့နော်ကောင်းတဲ့အရာတွေပေါ့နော်ဆောနာပြောလို့ချိုးတဲ့အရာကောင်းတဲ့အရာတွေပိုတွေ့လာတယ်ပေါ့ဒီတော့ကတော့စ join တော့ကတော့အရင်ကြီးဘယ်လိုပြောမလဲဒီစ join တဲ့သူအလှည့်ပေါ့နော်ဒီလိုပဲများစားသားမသိကြဘူးဒါပေမဲ့ခုနက join လာရင်လည်းမပိုးသီးလာတဲ့အခြေအနေတွေလည်းများစွာတွေ့ရတယ်ပေါ့နော်ဆောနာဒါမျိုးပေါ့ဒီနောက်နိုင်ငံကဒီခုနက အမေရိကန်ဖြူတွေရဲ့သူတို့ရဲ့ဒီ speaker တွေနားထောင်ရတာမျိုးတွေသူတို့ရဲ့ဒီ professional နဲ့ဒီဘယ်လိုပြောမလဲသူတို့ဒီစိတ်ပညာမှာရောဒီကျမကြီးမှာရောသူတို့ရဲ့ experience တွေပြန် share တာတွေဒါတွေဆိုရင်ကျွန်တော်တို့ကဒီအနောက်နိုင်ငံတွေမှာဆိုရင်ဒါတွေကဝင်ကြီးပေါ့နော်ဒေါ်လာနဲ့ပေးပြီးတော့တက်ရမယ်သင်တန်းတွေကိုကျွန်တော်တို့ကဒီ webinar ပေါ့နော်ဒီ149နဲ့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ပတ်တိုင်းကြည့်ရတဲ့အင်္ဂါနဲ့ဖော်ထုတ်နေတယ်ပေါ့နော်ဒါတွေကိုအားရင်အားလုံးဝင်ကြီးလို့ရတာဖြစ်တယ်ဒါမျိုးတွေခွင့်လန်းတွေကဘယ်မှမရနိုင်ဘူးပေါ့ပြောချင်တာဒါမျိုးဆောနာကပြောလို့ညီပေါ့နော်တတို့ပေါ့နော်ဒါမျိုးတွေကောင်းမှန်းပိုသိလာတယ်ပိုစားသုံးနေလာတယ်ပေါ့နော်ဒါမျိုးခဏပေါ့ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ပြောတာကဒါတွေတီးဖို့ကြတော့လေကျွန်တော်တို့ရဲ့ဒီ system ရဲ့ rule ရပေါ့နော်ကျွန်တော်တို့ရဲ့ founder တွေကသူတို့ရဲ့တမန်တဲ့စီမင်းရှိတယ်ပေါ့နော်ဟိုနေ့ကပြောခဲ့သလိုမျိုးစီမင်းကတော့ဘယ်မှာမဆိုရှိပါတယ်ပေါ့နော်အကြောင်းမှာပဲဖြစ်အိမ်မှာပဲဖြစ်ဘယ်နေရာမှာဆိုစီကန်းရှိပါတယ်ဒါပေမဲ့ဒီစီကန်းကပေါ့နော်ဒီတရားဝင်လည်ပတ်ပြီးတော့ချမှတ်ထားတဲ့စီကန်းဟုတ်မဟုတ်ပေါ့နော်ဒါကတော့ရေးကြည့်တာပေါ့စီကန်းဆိုပေမဲ့သူတို့ရဲ့အခြေခံသဘောတရားအရမကောင်းတဲ့အရာမှာအခြေခံပြီးတော့လောက်တဲ့စီဝါရေးကထုတ်ထားတဲ့ဒီ rule ဆိုရင်တော့ဒါတမျိုးတော့ပြောတာရှိရပါတော့ကျွန်တော်တို့ကလည်းအခုနိုင်ငံသက်ဆိုင်ရာနိုင်ငံတွေမှာ concurrent ပြေးဆောင်ပြီးတော့တိစောက်ထားတဲ့ business ဖြစ်တဲ့အတွက်သူထုတ်တဲ့စီကံကတော့ဒါတော့သူများကိုမထိခိုက်စေဘဲနဲ့သူတို့ဘယ်လိုပြောမလဲဒါတော့သူတို့စီကံကကျွန်တော်တို့ပြောဆိုတာကဒီတရားဝင်ဒီ business ဖြစ်တဲ့အတွက်သူတို့ထုတ်တဲ့စီကံကလည်းဒါစင်ပြေတယ်ပေါ့ပြောချင်တာပြောစရာမလိုပေါ့နော်ဒါကိုပြောချင်တာပေါ့ဘာပဲပြောဆွမ်းနာပြောလိုမျိုး iPhone မှာပဲဖြစ်ဒီ Google မှာပဲဖြစ်သူတို့စီးရှိတာပဲလေသူ
တို့ရဲ့ဘယ်လိုပြောမလဲဒီ software တွေ hardware တွေဟုတ်တယ်မလားပေါက်လို့မရဘူးလေဟုတ်တယ်မလားသူတို့စီးနေဒါဘာလို့မပြောတာလဲလို့သွားပြီးတော့ဒါမေးရအောင်မလို့ဒါဟုတ်တယ်မလားဒါသိပြီးသားဒါ business ရှိတယ်ဆိုရင်ဒါသိပြီးသားဒါသူရဲ့ဘယ်လိုလဲဒီကိုယ်ပိုင်အမှတ်တစိမ့်တွေဘယ်လိုပြောမှာလဲဟုတ်တယ်မလား iPhone ကို15ထွက်ပြီးခဲ့ဒါ16မှာပါမယ်နောက်ထပ်အသစ်ထည့်မဲ့ software ဘယ်သူကပြောမှာလဲသူမှမပြောဘူးလေဟုတ်တယ်မလားအဲဆိုရင်နောက်ထပ်2000ဘယ်လောက်လဲ2025စောင့်ပေါ့ဒါကိုပြောချင်တာပေါ့နော်ပြောချင်တာကဒါကိုဘာလို့မပြောတာလဲဆိုပြီးတော့ဘာလို့မပြောရတာလဲဆိုပြီးတော့မင်းတို့ကအလိမ်ညာလားဆိုတော့ပြောလို့မရဘူးဟုတ်တယ်မလားပြောချင်တာဒါအန်တာမျိုးပေါ့အဲဆိုတော့ဒီကပြောလို့တော့ရတယ်ဒါပေမဲ့ iPhone ကဆွမ်းလာပြောလို့တရားမဝင်ဖွင့်နေထားတယ်ဆိုတော့အောက်ကနေ all ပေါ့ဟုတ်တယ်မလားအဲ all လို့ကောင်းတာပေါ့ဒါပေမဲ့ तू ကလည်းသူ့ရဲ့ brand နဲ့သူ့ရဲ့ဒီဘယ်လိုပြောမလဲတရားဝင်မှုနဲ့တိစောက်တာဖြစ်တဲ့အတွက် all လို့မရဘူးအဲ့တော့မင်းသိကျင်လားအဲ့တော့ iPhone 16ကိုသိကျင်တယ်ဆိုရင်2025ဒီစောင့်ပေါ့ဒါမျိုးပေါ့အချိန်ဆိုရင်မသိရမယ်အဲဒါမျိုးပေါ့နော်အဲ့ဆိုတော့ကခုလေကျွန်တော်တို့ကဘာလို့အကောင်လုံးမပြောတာလဲလို့ပေါ့နော်အဲဒီပြောလို့မရဘူးလားပေါ့ဒါမျိုးတွေရှိပါတယ်ပြောလို့မရဘူးပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်စောနာကကျွန်တော်ပြောလို့ကျွန်တော်တို့ရဲ့ founder တွေက rule ရှိပါတယ် rule သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြောပြရခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပြောပြမယ်အဆင့်တွေလည်းရှိပါတယ်ဒီ 149 level ဆိုတော့အားလုံးရှင်းရှင်းလင်းသိရမယ်ဒီမှာဆိုတော့သိရမယ်ပေါ့နော်ဒါမျိုးလေးတွေပေါ့အဲ့တော့ဘာဖြစ်လို့မပြောရလဲဆိုရင်စောနာကကျွန်တော်ပြောသလိုမျိုးကျွန်တော်တို့ကအခြေခံကတရားဝင် business ဖြစ်တယ်တရားဝင် business ကထုတ်ထားတဲ့ rule ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းဘာမှ complaint တက်စရာအကြောင်းမရှိဘူးဒါမျိုးပေါ့နော်ဒါပြောရတာကတရားမဝင်ဘူးတရားလဲမဝင်တဲ့ business ဖြစ်တယ်စီးမြင့်တွေလည်းရှောက်ထုတ်ထားတယ်ဆိုရင်တော့ဒါကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါမျိုးပေါ့ဆိုတော့တရားဝင်တာဖြစ်တဲ့အတွက်တရားဝင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ဒီသူတို့ထုတ်တဲ့စီးမြင့်တွေကလည်းဆွမ်းနာပြောလို့သူတို့ရဲ့ business idea ပေါ့နော်ဒါမျိုးပေါ့ဒါသူတို့ရဲ့ကိုယ်ဒီ owner ဒီ business ဖြစ်တဲ့ပေါ့သူတို့ဘယ်လိုပြောမလဲသူတို့ရဲ့ idea ဖြစ်တဲ့အတွက်ဒါတော့စောင့်ကြည့်ရမှာပဲလीဒါတော့ပြောစရာမလိုဆွမ်းနာပြောလို့ business ဒီစီးပွားရေးဒီအကြောင်းနားလည်တယ်ဆိုရင်ဒါမေးစရာမလိုဟုတ်ပါလားပေါ့ဒါမျိုးပေါ့အဲ့လိုမျိုးစမ်းရှိတဲ့လူကကြတော့ဘာဖြစ်လဲညာဖြစ်တဲ့ order ပေါ့နော်ဒါကိုလည်းလက်ခံတယ်ဒါကိုလည်းသိတယ်ကျွန်တော်လည်းပြောရတာပေါ့နော်ဟုတ်ပါပြီဒါမျိုးပါဒါမျိုးတို့လည်းသိချင်စိတ်တွေများလို့ပေါ့နော်အပြစ်တော့မမြင်ပါဘူးဒါမျိုးလေးပဲကိုကဖြေတွေးပြလိုက်တယ်ပေါ့နော်ဒါလေးကိုလည်းသိစီလိုပါတယ်ပေါ့ဟုတ်ကဲ့ပါမာကြီးဟုတ်ပါတယ်ဒီကခုနကိုလေးပြောသလိုပဲပေါ့နော်ဒီမော်လေးကိုလေးကစာဖတ်တဲ့သူဖြစ်တယ်ပေါ့နော်သူစာဒီကိုဖတ်ပြီးတော့ကိုလည်း digital business လုပ်ငန်းကိုလည်းလုပ်နေတဲ့သူဖြစ်တယ်သူအမြင်ကျယ်တယ်ပေါ့နော်သူပြောသွားတဲ့ဥပမာလေးတွေကအရင်ကောင်းတယ်ဘာဖြစ်လဲဆိုတော့ဒီလုပ်ငန်းမှာခုနမော်လေးကိုလေးပြောသလိုပဲပေါ့နော် rule တွေရှိတယ် law တွေရှိတယ်ပေါ့နော်ဒီလုပ်ငန်းကိုလုပ်ဖို့အတွက်ကျမတို့ရဲ့ founder တွေဖြစ်တဲ့ဒီလုပ်ငန်းကိုရှေ့ဦးမှာလုပ်တဲ့သူတွေရဲ့ထုတ်ထားတဲ့စီမီစီကံ policy တွေရှိတယ်တရားဝင်နိုင်ငံတကာစီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့တရားဝင်လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့မပြောသင့်တဲ့အရာတွေမလုပ်သင့်တဲ့အရာတွေဒုဒုတ်တွေလုပ်ထားတာရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကိုကလိုက်နာပြီးတော့လုပ်ရတဲ့အတွက်ကြောင့်မလို့မပြောသင့်တဲ့အရာတွေကိုလည်းမပြောဘူးပေါ့နော်ပြောသင့်တဲ့အရာတွေကိုပြောတာဖြစ်တယ်ပေါ့နော်ဥပမာ$149မန်ပါဝင်ပြီးလေ့လာရတဲ့အပိုင်းတွေကအစကျမတို့အရှိကနေပြောထားတဲ့ကျမတို့ဖို့ဒီထဲမှာတင်ထားတာတွေပြောရှင်းပြထားတာတွေလည်းအများကြီးရှိတယ်ပေါ့နော်လုပ်ငန်းကိုလေ့လာဖို့အတွက်ကတော့တဆင့်ကြီးစီသွားတာဖြစ်တဲ့အပိုင်းတွေရှိတယ်ပေါ့နော်ပထမတဆင့်ကကျမတို့ဒီ register အရင်ကိုဝင်ပြီးတော့လေ့လာအခမဲ့လေ့လာလို့ရတယ်ပေါ့နော်အမီနဲ့ email ထည့်ဝင်ပြီးတော့အခမဲ့ဝင်ရောက်လေ့လာကြတာဖြစ်တယ်ပေါ့နော်ဒုတိယအဆင့်အနေနဲ့ကတော့ member ဖြစ်တဲ့$149ကိုပေးပြီးတော့ဝင်ရောက်လေ့လာရတာဖြစ်တယ်ပေါ့နော်တဆင့်ချင်းစီကိုကလေ့လာခွင့်ရှိတယ်ကိုနဲ့ကိုက်ညီမှုရှိသည်မရှိသည်ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုလုံနိုင်မလုံနိုင်ကိုတိုင်ဆုံးဖြတ်နိုင်ခွင့်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒီအပိုင်းလေးတွေကိုကတဆင့်ချင်းစီလေ့လာပြီးမှလောက်သွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုကောင်းတဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ကိုကလေးလာခွင့်ရပြီးမှလုပ်လို့ရတယ်ဥပမာပေါ့နော်တခုပြောချင်တယ်ပေါ့နော်ဒီလုပ်ငန်းကိုကျမတို့ရန်ပြီးကြော်ညာလိုက်တဲ့အခါမှာပေါ့နော်တချို့လူတွေရှိတယ်ပေါ့နော်အလိညာတွေဒီလုပ်ငန်းကိုအလိညာတွေလိညာတာတွေလို့ပြောလာတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီပြောလာတဲ့သူတွေကိုကျမကတော့ပြောချင်တယ်ပေါ့နော်တချို့သော comment ပေးတာတို့ပြောလာတဲ့သူတွေကိုကျမတို့ကလိုက်ပြီးတော့နားထောင်နေတာမဟုတ်ဘူးပေါ့နော်ကျမတို့ရဲ့စီးပွားရေးကိုကျမတို့လုပ်ရမယ့်အပိုင်းတွေကိုကျမတို့လုပ်တာဖြစ်တယ်ပေါ့နော်သူတို့ကိုကလိုက်နားထောင်ပြီးတော့
လိုက်ပြီးဖြည့်ရှင်းနေမယ်ဆိုရင်သူတို့လည်းနားလည်မှာမဟုတ်အဲ့ဒီပြောနေတဲ့သူတွေလည်းနားလည်မှာမဟုတ်ဘာဖြစ်လဲဆိုတော့သူတို့ကိုယ်တိုင်ကဒီလုပ်ငန်းကိုတည်တည်ချာချာကနမလေ့လာဘူးမတင်ယူဘူးတချို့သူတွေကြတော့လှုပ်ကြတယ်ပေါ့နော်လှုပ်နေကြတယ်ဒါပေမဲ့တင်ယူမှုလေ့လာမှုမရှိစူးစမ်းမှုမရှိတဲ့အခါကျတော့အောင်မြင်မှုမရလာဘူးပေါ့နော်အဲ့ဒီအချိန်မှာသူတို့ကဂိအလုပ်သွားကြပြီးတော့ဒီလုပ်ငန်းကမကောင်းပါဘူးအလိမ်ညာတွေပါလို့လိုက်ပြောနေကြတာရှိတယ်ပေါ့နော်ဒါတွေကလုံးဝမကောင်းတဲ့စိတ်ထားပြီးတော့ပြောနေကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့စီးအခိုင်မှာရှိပြီးသားဒီစီးပွားရေးကိုကျမတို့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရဲကြီးကိုကျမတို့ကပြောရဲတယ်ဒီလုပ်ငန်းမှာဆိုရင်လစ်လာခွင့်ပေးထားတယ်တကယ်လို့ကိုကဝင်ရောက်လာလုပ်ပြီးတဲ့သူတွေကတော့သူတို့မှာဘာအဆင့်တွေကိုသူတို့တဆင့်ချင်းစီလုပ်ရတာရှိတယ်ပေါ့နော်သူတို့လုပ်ရတဲ့အဆင့်တိုင်းမှာပေါ့နော်နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီလုပ်ငန်းကိုလုပ်နိုင်ဖို့ကတော့ရင်းနှီးမြှုပ်နှံမှုအပိုင်းရှိတယ်ပေါ့နော်အဲ့ဒီရင်းနှီးမြှုပ်နှံမှုအပိုင်းကကိုယ့်ရဲ့ပတ်စံကိုယ့်ရဲ့ကိုယ်ပိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအဲ့ဒီပတ်စံကိုစိုက်မထုတ်ဘဲနဲ့လိုလားနဲ့ဒီစီးပွားရေးကိုမလုပ်ချင်ဘဲနဲ့ဘယ်သူမှကိုယ့်ရဲ့ရှိနေတဲ့ပတ်စံကိုသွားထုတ်ပြီးတော့လုတ်ခိုင်းလို့ရတာမဟုတ်ဘူးပေါ့နော်ကိုယ်တိုင်လိုလားနဲ့လုတ်ချင်လို့သူများရတယ်လို့ကိုကရချင်တဲ့ဇောနဲ့ဝင်ရလောက်ကြတဲ့သူတွေဖြည့်ကြတယ်ပေါ့နော်ဒါကြောင့်မို့အရင်နှင်းထုတ်ပြီးတော့ဒီစီးပွားရေးကိုလုတ်ကြတယ်ဒါပေမဲ့နောက်ဆုံးမှကျတော့မလုံနိုင်ဘူးမလေ့လာဘူးမသိယူဘူးမကြိုးစားတဲ့အတွက်ကြောင့်မို့လို့မအောင်မြင်ဘူးဝင်ငွေလည်းမရလာတဲ့အတွက်ကြောင့်မို့လို့ဒီလုပ်ငန်းကိုမကောင်းဘူးလို့ပြောပြီးတော့ရလိုက်ကြတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကိုယ့်အပေါ်မှာပဲမူတည်တဲ့အတွက်ကြောင့်မို့လို့ကိုမလုံနိုင်ဘူးကိုရလိုက်မယ်ဆိုရင်ကိုဒီအတိုင်းပဲစိတ်ကောင်းထားပြီးတော့နေပေးစီချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကြံတဲ့လူတွေကလည်းပဲသူဒီလုပ်ငန်းကိုလုပ်နေကြတဲ့သူကတကဘာလုံးမှာရှိတယ်ကျမတို့မြန်မာလူမျိုးတွေပဲရှိတာမဟုတ်ဘူးတကဘာလုံးကလုပ်နေကြတဲ့သူတွေရှိတယ်ဖြစ်တယ်ပေါ့နော်အဲ့ဒီတကဘာလုံးကလုပ်နေတဲ့သူတွေကအောင်မြင်တဲ့သူတွေရှိတယ်လို့မအောင်မြင်သေးတဲ့သူတွေရှိတယ်ကြိုးစားနေဆဲသူတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုကအဲ့ဒီလိုသူများရဲ့စီးပွားရေးအခွင့်အလမ်းပေါ့နော်ကျမတို့ဆိုရင်ကျမတို့ဒီလုပ်ငန်းကိုလုပ်တယ်ကျမတို့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်ကျမတို့ဆက်ကြိုးစားတယ်ကြံတဲ့လိလာနေတဲ့သူတွေအခွင့်အလမ်းကိုရှာနေတဲ့သူတွေကိုလည်းကျမတို့က message ပေးချင်တယ်ပေါ့နော်ဒီအခွင့်အလမ်းရှိပါတယ်မျှဝေပေးချင်တယ်သူတို့ကိုလည်းကျမတို့ကလိလာစေချင်တယ်လုပ်စေချင်တယ်ပေါ့နော်ကျမတို့ရနေတဲ့လူမျိုးသူတို့ကိုလည်းရစေချင်တဲ့အတွက်ကြောင့်မို့ကျမတို့ကကြော်ညာလုပ်ပြီးဒီလုပ်ငန်းကကြော်ညာလုပ်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ရဲ့ business ကိုကျမတို့ကကျမတို့ခံစားရတယ်လို့ကျမတို့အကျိုးခံစားရတယ်လို့မျိုးကျမတို့ကကြော်ညာပြီးတော့လုပ်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုအခွင့်အလမ်းရှာနေတဲ့သူတွေတွေးဖို့အတွက်ကျမတို့ကကြော်ညာတာဖြစ်တယ်ပေါ့နော်တချို့လူတွေကတော့သူတို့ရဲ့စိတ်ထဲမှာပေါ့နော်ဒီလုပ်ငန်းကိုသူတို့မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့သူများကိုလည်းမလုပ်စေချင်တဲ့အတွက်ကြောင့်မို့လို့ဝေဖန်တိုက်ခိုက်တာတို့လိုက်ပြီးတော့မကောင်းမှုပြောတာတို့ရှိတယ်ပေါ့နော်အဲ့ဒါကိုအခုလေ့လာနေတဲ့မိတ်ဆွေများကလည်းပဲပေါ့နော်အကောင်းဆိုးကိုကိုယ်တိုင်ခွဲခြားသိမြင်နိုင်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ကောင်းလားဆိုးလားအလိမ်ညာလားဆိုကိုယ်တိုင်ပဲဆုံးဖြတ်ပြီးတော့ဝင်ရလေ့လာစေချင်တယ်ဝေဖန်စေချင်တယ်ပေါ့နော်ဒါကြောင့်မလို့အခုလေ့လာတဲ့မိတ်ဆွေများအားလုံးပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးကျမတို့ကကောင်းတဲ့အတွက်ကြောင့်မလို့ကျမတို့လုပ်နိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဝေမျှတာဖြစ်တယ်တင်တို့ဒီမှာရှိနေတဲ့ page တိုင်းမှာပေါ့နော်အခုကျမတို့ဒီ group like ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ page တိုင်းမှာကျမတို့ကလွှင့်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီ page တိုင်းမှာရှိနေတဲ့ follower တွေမိတ်ဆွေတွေအားလုံးပေါ့နော်ဒီလုပ်ငန်းကိုလေ့လာနေတယ်ဆိုရင်ကိုယ်တိုင်ဝေရလေ့လာပြီးတော့ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပေါ့နော်ကိုယ်တိုင်ဝေဖန်ခွဲခြားနိုင်ဖို့အတွက်ကျမတို့အကြံပေးချင်တယ်ပေါ့နော်ဒီကမောင်လေးကိုတွေကတော့follower တွေပေါ့နော်ဒီ page တွေမှာရှိတဲ့ follower တွေကိုဘယ်လိုပြောပြချင်တာလဲလို့ Okay ဒီကတော့ကိုယ်တိုင်လေးလာပြီးတော့ဆုံးဖြတ်တယ်ဆိုတာတော့နည်းနည်းတော့ခက်တယ်ပေါ့နော်ဖြစ်လို့ဆိုတော့စိမ့်သက်သူတယောက်အနေနဲ့ဒါကဟုတ်လားမဟုတ်လားသိဖို့ဆိုတာကြတော့နည်းနည်းလေးဒီတက်ကတဲ့နဲ့မစိမ့်တာဒီ digital business နဲ့မစိမ့်တဲ့သူဆိုရင်တော့နည်းနည်းတော့သိတာတယ်ပေါ့လုံးဝစိမ့်သက်ဆိုရင်တော့ဆုံးဖြတ်တာခက်တယ်ပေါ့နော်ဒါမျိုးပေါ့အဓိကပြောချင်တာကတော့ဝင်ရောက်လေ့လာဒါလို့ကိုက149ဒီကိုမတက်နိုင်ဘူးဒါပေမဲ့တီလဲသိချင်တယ်ဆိုရင်တော့လုပ်လို့ရတဲ့နည်းကတော့ဒီကျွန်တော်တို့ရဲ့ website တွေမှာဒီနာမည်နဲ့ email ထည့်ပေါ့နော်ဒါတော့ free sim ပေါ့အဲ့ဒါတွေကို video clip တွေကိုကြည့်ပေါ့နော်သူ
သူကကြည့်လိုက်လို့45ရက်ပြည့်သွားပြီဆိုရင်တော့ဒါသူတို့ရဲ့ဒီဘယ်လိုပြောလဲ expiry ဖြစ်သွားပြီပေါ့နော်ထပ်မပို့တော့ဘူးပေါ့ automatic video ပေါ့နော်ဒီ anchor နဲ့ data break live webinar မရှိတော့ဘူးအဲ့ဒါဆိုရင်နောက်တစ်ခါထပ်ထည့်ပေါ့နော်အဲ45ရက်ပြည့်နောက်တစ်ခါထပ်ထည့်ရင်ထပ်တစ်ရောက်လာမှာအဲ့လိုမျိုးပေါ့နော်ထပ်တစ်ရောက်လာမှာအဲ့တော့ i video တွေကတော့မထပ်ဘူးလုံးဝ live session တွေဖြစ်တယ်ဓာတ်ရိုက်လာမှာဖြစ်တယ်ကို ESK ကောင်းတယ်ဆိုရင်လည်းဓာတ်ရိုက်ဝင်ကျွမ်းနိုင်တယ်အဲ့ဒါကိုကို45ရက်ဆိုတော့ဒါဘယ်လိုပြောမလဲဒါတော့တလားရတော့ပေါ့နော်45ရက်ဆိုတော့2လလောက်ဆိုရင်ကျွန်တော်တို့ဆင်ပြေသွားပြီ2လလောက်ဆိုရင်ဒါရိပ်ဖန်းတန်ဖန်းတိသွားပြီပေါ့နော်အဲဒါမျိုးပေါ့ဒါကတော့စောနာကပြောသလိုမျိုး ESK နဲ့ပြောတာဖြစ်တယ်ကျွန်တော်တို့ကိုဒီမြန်မာဘာသာပြန်ထားတရားမြန်မာစာရန်ခုနတို့ရရနေဆိုရင်ကျွန်တော်တို့ကိုတောင်းခံနိုင်တယ်တကယ်လို့ကို149ထိကိုIT မှာသွားခြင်းမနဲ့သိကျင်နေဆိုရင်တော့အချိန်တော့ပေးရမယ်အဲ့လိုမျိုးသိနိုင်တယ်အဲ့ဒါတော့မှတစ်ခါချက်ခဏမသိနိုင်ဘူးเนาะအဓိက ESK နဲ့ဖြစ်တာတစ်ပိုင်းပေါ့နော်ပြီးတော့ဒါတွေကကျွန်တော်တို့ကတနာရီခွဲစာဆိုရင်ပဲလူစုံတယ်သူတို့ရဲ့အောင်မြင်မှုတွေကြောင့်ပြောမယ်သူတို့ရဲ့ experience တွေကြောင့်ပြောမယ်ဒီ business အကြောင်းအရာတွေတစ်စိတ်တစ်ပိုင်းပါမယ်ဆိုတော့အားလုံးစာဆုံးမပါနိုင်ဘူးဆိုတော့အချိန်လိုတယ်ကျွန်တော်ဘယ်ရမဆိုအချိန်ပေးတင်ပေးထက်တာကိုပေးမှာပဲတီးတင်ပေးထက်တာတိမှာဖြစ်တယ်ပေါ့နော်အချိန်တိုးလေးဖြတ်ခနဲ့တိဖြတ်ခနဲ့မြင်ပြီးတော့ဇက်ခနဲ့ဆုံးထက်တဲ့ဆုံးမချက်တွေကမမှန်နိုင်ဘူးပေါ့နော်ပြောချင်တာကဘာဖြစ်လဲဆိုကိုယ်ကျွန်တော်တို့ကလုံးဝဘယ်လိုပြော genius တွေမဟုတ်ဘူးလေမရှိမဟုတ်ရှိတယ်အဲ့မှာလူတစ်ထောင်မှတစ်ယောက်လာပေါ့ဒါမျိုးပေါ့နော်ဒါကိုဆိုတာဖြစ်တယ်တကယ်လို့ပေါ့နော်business တွေကတော့သူ့ channel သူ run နေတာပဲအဓိကကတော့ပြောချင်တာက အဓိကbase ထားပြီးကိုကတိထားမှာကဒီ business ကတရားဝင်သလားဒါကိုပဲတကွာအဓိကထားမှာတရားဝင်ပါရက်နဲ့ကိုယ်နဲ့မသိတော့ဘူးဆိုရင်ကျွန်တော်မကြိုက်ဘူးကျွန်တော်နဲ့မသိတော့ဘူးလို့ပဲစကားလုံးသုံးတင်တယ်ဒါမျိုးပေါ့နော်ဒီလိုလေးသုံးတင်တယ်ဒါလည်းအဲ့ဆိုရင်လေဒီက owner တွေအတွက်လည်းဟုတ်ပြီသူနဲ့မကြိုက်ဘူးသူနဲ့မသိတော့ okay ဒါရပါတယ်ပေါ့ဒါနှစ်ယောက်စလုံးပြုံးနဲ့နှုတ်ဆက်သွားမယ်ခရီးတစ်ခုပေါ့နော်ခုကကျွန်တော်ကကိုလည်းမကြိုက်တာကိုလည်းမသိကိုလည်းမလုံနိုင်တာဖြစ်တဲ့အားတစ်ခုနဲ့တွေ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကိုမသိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကိုမကြိုက်တာလည်းဖြစ်ကောင်းဒါမှဒီအောက်မှာလာပြီးတော့အလိညာလားပါလားဆိုတော့ကိုလည်းတိကျမသိတဲ့ຢာကြီးတစ်ခုဒါမျိုးပြောတာဆိုတော့စမပြေဘူးပေါ့နော်ကိုကအလေးသွားမှန်းလိုက်တယ်ဒါပေမဲ့ဒီ business ရဲ့ run နေတဲ့သူတို့ရဲ့ system ကြီးကဘယ်လောက်ထိကြီးမားလဲဆိုတာမသိတဲ့ခါကျတော့သွားမှန်းနဲ့ကိုပဲစောက်ပေါ်ကြတာပေါ့နော်ဒါမျိုးပေါ့ဒါဆိုတော့ကျွန်တော်ကလည်းဒီ follower ရှိတာပေါ့ရှိတော့ဒါမှမဟုတ်လမ်းမှန်းလဲဆိုရင်ခုရဲ့သူ့ရဲ့ Facebook system ကလည်း profile နဲ့ဗာနဲ့ညာတယ်ဝင်ထောက်လိုက်အကုန်လုံးကြည့်ရတာကိုအဲ့တော့ဒီလိုလူကဒီလိုသိဉာဏ်ထားသူ့ရဲ့လူတစ်ယောက်ကတော့ကြည့်ရမလို့လေသူပြောတဲ့စကားသူ့ရဲ့စကားလုံးကိုဝင်ထောက်ကြည့်ရတယ်ဒါကဘလို့စိတ်ရရှိရဆိုတာ75%လောက်ကခံမှန်းလို့ရတယ်ဒါပြောရင်ဒါကိုယ့်ရဲ့ skill ကိုယ့်ရဲ့ attitude ကိုလည်းချပြကြတယ်ပေါ့နော်ဒါမျိုးပေါ့ပြောချင်တာကအဓိကကဒီ business ကတရားဝင်မှုရှိတယ်ဆိုရင်တရားဝင်မှုလည်းရှိရတဲ့နဲ့မှာကိုယ်နဲ့မသိတော့ဘူးကိုမလုပ်ဖြစ်ဘူးဆိုရင်ဆိုတော့အမှန်ကဘာမှမမှန်ရမလို့တကယ်ဒါမျိုးပေါ့နော်ဒါဆိုအေးရောဟုတ်တယ်မလားဒါပို့ပြီးတော့ဒါ professional ဆန်လို့ကြီးတကောင်ဆန်တယ်ပေါ့ကဲလို့ကမဟုတ်ကလက်ကရားနေလို့မှန်းနေတယ်ဆိုရင်လည်းကျွန်တော်နဲ့မသိတော့လို့ကျွန်တော်မ join တော့ပါဘူးခင်ဗျာဒါမျိုးပေါ့ဟုတ်တယ်မလားကျွန်တော်လေးလာပါဦးမယ်ခင်ဗျာဒါမျိုးပေါ့ဒါဆိုလည်းပြသတာပဲလေဟုတ်တယ်မလားဆိုတော့ခုနကကျွန်တော်ပြောလို့ဒါသုံးပြုံးဝင် situation ပေါ့ဗျာဒါမျိုးလေးဆုံးသက်သွားတာပေါ့ခုလိုမျိုးသူ့ရဲ့ system ကတခြားတိဆောက်ထားပါရဲ့နဲ့ကိုယ့်ရဲ့မသိမှုကြောင့်မှန်းလိုက်တဲ့ comment ကြတော့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲpersonal ကိုထိခိုက်တာပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ဓာတ်ရေးရပါတော့ငါဒီလိုလူကြီးပါဗျာဆိုတော့ချပါလို့ဖြစ်တာပေါ့နော်ဒါကိုကျွန်တော်တို့စိတ်မကောက်ဖြစ်တာပါကျွန်တော်တို့ကဘာမှမဖြစ်ပါဘူးကျွန်တော်တို့ကအဓိကသိနေတာကိုเจ้าကိုသိတော့ကျွန်တော်တို့ကတိတရားဝင်เจ้าကကိုယ်တိုင်ကသိနေတဲ့ခါကျတော့အများကြီးရှင်းပြကြရတယ်မလို့ပေါ့နော်ဒါမျိုးပေါ့ဒါလေးကိုပြောချင်ပါတယ်ပေါ့ဆိုတော့ဘယ်ကိစ္စမဆိုပါဘယ်ကိစ္စမဆိုတခြားလေးလာချိန်ပေးပြီးတော့လေးလာလို့တကယ်လို့ကတခြားသိတယ်ဆိုရင်တောင်မှစကားဆိုတာရှိတယ်ဗျာကျွန်တော်လိုက်မှလည်းနည်းနည်းပါတယ်စကားဆိုတာပြောနိုင်ပြောလို့မရဘူးဘယ်ချိန်မှာပြောမှလဲဘယ်နေရာမှာပြောမှလဲဒါမျိုးပေါ့နော်ဆွမ်းနာဘယ်လိုသူ့တွေရောအကျိုးရှိလားကိုယ့်တွေရောအကျိုးရှိလားပေါ့နော်ပြောတဲ့ချိန်မှာပြောရမယ်လူပုံကြားမှာမပြောရဘူးဒါမျိုးတွေပေါ့နော်ဆိုတာကဒါဟိုတိုက်ခိုက်လို့ပြောတာမဟုတ်ဘူးနော်ဆိုတာကကိုတိုက်ခိုက်တဲ့သူကမှန်ကန်မှုဆိုရင်ဒါပြဿနာမရှိဘူးသူလည်းမှားနေတယ်ဆိုတာတိုက်ခိုက်တာဒါကျွန်တော်လက်ချမှာလားအားပေးတယ်ပေါ့နော်ဒါမဲ့ကိုယ့်ရဲ့တေချာလေးလာမှုအားနေလို့ပဲဖြစ်ဖြစ် information မစုံလို့ပဲဖြစ်ဖြစ်မတေချာတဲ့ຢာတစ်ခုကိုသွားတက်ခဲ့တယ်ဆိုရင်ဆိုတော့ကျွန်တော်ပြောလို့မျိုးကိုယ့်ရဲ့အသိဉာဏ်နဲ့မှုကိုယ့်ရဲ့သဘောထားမကြီးမှုကို public ကြီးမှာလာချပြတော့ဖြစ်တယ်ကျွန်တော်တို့ကလည်းဒီ follower ကအတန်အသိဉာဏ်ရှိကြတယ်ပေါ့နော် 3K 4K ဒါမျိုးတွေရရှိတဲ့ခါလူတွေအများကြီးရှိတယ်
ရှိတော့ကိုကဒီမှာကျွန်တော်ကတော့ဒီလိုလူသားကြီးပါဗျာဆိုပြီးတော့လာပြီးချပဲဘယ်လိုကိုပေါင်ကိုလှောင်ထောင်းလို့လှန်ထောင်းလို့ဖြစ်တာပေါ့နော်ဒါမျိုးပေါ့နော်ဒါကြောင့်ဘယ်ကိစ္စမဆိုပါကျွန်တော်တို့ရဲ့ business မဟုတ်ပါဘူးဘယ်ကိစ္စမဆိုဒါမျိုးပေါ့နော်တကယ်လို့သူ့ဘက်ကလုံးဝမှားနေတယ်ဆိုရင်တော့မှသူကိုကပြောလိုက်လို့သူ့ဘက်ကပြင်ဆင်သွားမဲ့လူသူကအကျင့်တွေပြောင်းလဲသွားမယ်ဆိုရင်တော့ဒါပြောတင်တယ်ကိုပြောလေအဘက်ကဘာမှမထူးဆိုရင်တော့မပြောတာအကောင်းဆုံးပဲဟုတ်တယ်မလားဒီလိုမှားနေတယ်ဆိုရင်တော့မှပေါ့နော်ဒါဒီလိုဒါပြင်မှာကိုမိသားစုချင်းဖြစ်ငယ်ချင်းဖြစ်သူကမှားလုံနေတယ်မှားလုံနေတော့လည်းပဲကိုကသူ့ကိုပြောပြခြင်းတယ်ကိုပြောရင်သူကပြောင်းလဲသွားမယ်လူလားမဟုတ်ပြောင်းလဲသွားနိုင်လားပေါ့နော်သူကမှားတော့သိကြတယ်ပြောင်းလဲမသွားတာသိကြတယ်ဆိုရင်မပြောတော့နဲ့ပေါ့နော်ဒါမျိုးပေါ့ဒါကျွန်တော်တွေပါ personal ပါအဲ့ဆိုတော့မပြောင်းလဲမှသိကြနေတယ်ဆိုရင်ကိုပြောလေကိုပဲမုန်းပါပဲလေဟုတ်တယ်မလားဟိုမှာဆိုတော့မပြောင်းလဲမှသိကြတယ်ဆိုရင်တော့မပြောတာအကောင်းဆုံးပဲသိကြနေတာကိုဒီလိုတကယ်လို့သူကပြောင်းလဲသွားနိုင်တယ်ဆိုရင်တော့ပြောရမှာပေါ့ဒါမျိုးပေါ့နော်ဆိုတော့ဘယ်ကိစ္စမဆိုဘယ်လိုအကြောင်းအရာမှမဆိုကျွန်တော်တို့အချင်း communication ပေါ့နော် relationship မှာဖြစ်မိသားစုတကယ်ချင်းအခြားသောမိသူနဲ့မဆိုဒါမျိုးစကားတွေပြောကြမယ်ဆိုရင်ကျွန်တော်တို့ဒါမျိုးလေးကိုယ့်ရဲ့စိတ်ချင်းတွေကိုချပြတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဇာတိတာကိုအဲ့ဒီစကားတွေလေးတန်းတွေအပြင်ထင်ဟပ်စေပါတယ်ဒါကြောင့်ကိုယ့်ရဲ့ rule ကိုချပြနေတာဖြစ်တဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့ rule ကိုချပြနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဘယ်လိုပြောမလဲစကလုံးအသုံးနှုန်းတွေတွေးခေါ်တွေကပို့ပြီးတော့ standard မိနေဖို့လိုတယ်ပေါ့နော်ဒါလေးကိုကျွန်တော်အကြံပြုချင်ပါတယ်ဗျာဟုတ်ကဲ့ပါမကြီးဟုတ်ကဲ့ပါဘာဖြစ်လဲဆိုတော့ကျမတို့ business owner တွေအားလုံးကပေါ့နော်လူတိုင်းပေါ်စိတ်ကောက်ထားကြတယ်ဘာဖြစ်လဲဆိုတော့ဘသူပဲဘာတွေပဲမှန်လားပေါ့နော်အဆိုးအကောင်းကိုရင်ဆုံးကြည့်ပြီးတော့ဘာမှမပြောပဲနဲ့ဒီအတိုင်းပေါ့နော် तू မသိလို့ तू မလေ့လာခဲ့လို့ तू မလုပ်နိုင်ခဲ့လို့ तू ဒီလိုမှန်တယ်ဆိုတဲ့အကြောင်းကိုပဲစိတ်ထဲမှာတွေးပြီးတော့ထားတယ်ပေါ့နော်တခါတလေကျတော့ပြောလာတဲ့ဟာတွေကအရန်ကိုလွန်လုံးတာရှိသလိုမလွန်တဲ့နည်းနည်းပြောလာတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အားလုံးကတော့ဘယ်လိုပြောမလဲကျမအပါဝင်ပေါ့နော်ကျမဆိုရင်အဲ့လိုမျိုးမှန်လာတဲ့ဟာတွေအများသောအားဖြင့်ရှောင်သွားတယ်ပေါ့နော်မသိတယ်လို့မမြင်တယ်လို့ပဲနေလိုက်တယ်ပေါ့နော်ဒါပေမဲ့အခုလိုအသည့်တွေပေါ့နော်လေ့လာနေတဲ့လုပ်ငန်းကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့မိတ်ဆွေအသည့်တွေကတော့ဒီလိုမျိုးမှန်လာတဲ့ဟာကိုမြင်တဲ့အခါမှာတေချာလေးလာစီချင်တယ်ပေါ့နော်ဒီအကြောင်းကိစ္စကအမှန်တကယ်လားအလိမ်ညာလားဆိုတာကိုယ်တိုင်ခွဲခြားသိမြင်နိုင်ပါတယ်လို့နောက်ဆုံးအနေနဲ့ကတော့ပေါ့နော်ကျမတို့ဒီ page မှာအားလုံးဒီ page တွေပေါ့နော်ကျမတို့အခု group like ဆိုတော့လွှင့်ထားတဲ့ page တွေက3-4ခုရှိတယ်ပေါ့နော်အဲ့ဒီထဲမှာရှိတဲ့ follower အားလုံးတွေပေါ့နော်ပိုက်ရှိတွေမပါပေမဲ့လည်းပေါ့နော်ဒီ like ကိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်နောက်မှကြည့်ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်ပေါ့နော်တကယ်လို့လေ့လာချင်တယ်ဆိုရင်အဆင့်3ဆင့်နဲ့အရင်ဆုံးသွားဖို့ကျွန်မကတော့အကြံပေးချင်တယ်တေချာလေးလာပြီးတော့ဒီလုပ်ငန်းကိုလုပ်လို့ရတယ်ပေါ့နော်တေချာမလေးလာပဲနဲ့ပေါ့မလုပ်စီချင်ဘူးဘာဖြစ်လဲဆိုတော့ဒီလုပ်ငန်းကစီးပွားရေး mindset ရှိမှလုပ်လို့ရတယ်ပြီးတော့တေချာလေးလာပြီးမှလုပ်ရင်အကောင်းဆုံးဖြစ်တယ်ပေါ့နော်ကျမကတော့အကြံပေးချင်တယ်အားလုံးပေါ့နော်လေ့လာချင်တဲ့အရောက်စီတိုင်းကိုတေချာလေ့လာစီချင်တဲ့သဘောနဲ့စေတနာထားပြီးတော့မျှဝေတာဖြစ်တယ်ပေါ့နော်စီးပွားရေး mindset မရှိဘဲနဲ့ဒီလုပ်ငန်းကိုလုပ်လို့မရဘူးစူးစမ်းမှုမရှိရင်လည်းပဲဒီလုပ်ငန်းကမအောင်မြင်နိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီလိုက်ကကျမတို့ဒီမှာပဲတော့ရလိုက်မယ်ပေါ့နော်နောက်အပမှာတွေ့ကြမယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျေးဇူးပါပဲကိုလိုရေကဲပါမကြီးကျေးဇူးပါဗျာကျေးဇူးပါပဲ